Travel Sophie YouTube channel ကနေပြီးတော့တင်ဆက်ပေးလိုက်ပါတယ်အခု28ရက်နေ့မှာမြန်မာနိုင်ငံမှာအင်အားအလွန်ပြင်းထန်တဲ့9.9 Richter scale ရှိတဲ့အင်အားပြင်းထန်သောငလျင်တစ်ခုလှုပ်ခတ်သွားခဲ့တာပဲဖြစ်ပါတယ်ငလျင်ကြောင့်ပျက်စီးဆုံးရှုံးမှုတွေကိုမြင်တွေ့နိုင်အောင်စူးစီးတင်ပြပေးထားပါတယ်ပြောနေပြီဟာပြေဟာတကြွေးရိုက်မယ်တကြွေးဝင်းဟောဆရာတော်ပြေသွားပြီလှုပ်ပြန်ပြီညင်းနေဝင်နေသွားပြီဟောတကြွေးโอ้ဘယ်သူမှမဖြစ်ပါသေးနဲ့ကွာဟာသွားပြီယူတော့မှာဟုတ်တယ်အခုမြင်တွေ့ကြရတဲ့အတိုင်းပဲမန္တလေးမြို့မစိုးရိမ်တိုက်တဲ့ကျောင်းဆောင်တကြီးပြိုကျပျက်စီးသွားတာပဲဖြစ်ပါတယ်အလွန်ကိုအင်အားပြင်းထန်ပါတယ်ရဟန်းတန်ဃာတော်ဒီဘယ်လောက်များအသက်အန္တရာယ်ကြုံတွေ့ကြရတယ်ဆိုတာမသိနိုင်သေးပါဘူးမန္တလေးမြို့ရဲ့နေရာအနှံ့မှာပျက်စီးဆုံးရှုံးမှုတွေကိုဆက်လက်ကြည့်ရှုမြင်တွေ့ရမှာပဲဖြစ်ပါတယ်မန္တလေးမြို့ရဲ့ဂရေရောဟိုတယ်ကိုလည်းအခုလိုတွေ့မြင်ရပါတယ်ရခင်ပုံနဲ့ယခုငလင်ကြောင့်ပျက်စီးမှုပုံတွေကိုနှိုင်းယှဉ်မြင်တွေ့ရတာပဲဖြစ်ပါတယ် Sky Villa Condo ရဲ့ပုံပဲဖြစ်ပါတယ်လမ်း60 22လမ်းနဲ့23လမ်းကြားက17ထပ်မြင့်တဲ့ကွန်ဒိုအဆောက်အဦပဲဖြစ်ပါတယ်အခုခါမြေပေါ်မှာ9ထပ်သာကျန်ရှိပြီးတော့4ထပ်ကတော့မြေအောက်ကိုကျွန်းဝင်သွားပါတယ်အတော်ကိုအသက်အန္တရာယ်တွေကြုံတွေ့ကြရမယ်ဆိုတာမှန်းဆလို့ရနိုင်ပါတယ်အောင်မှာပြိုးကုန်ပြီဗျာเนาะစကားပြောနေနေဒီလိုဖြစ်သွားတာတော်တော်ကိုကြမ်းတယ်ဟိုမှာကားတွေလည်းဖိကုန်ပြီအကုန်ပြိုးကုန်ပြီเนาะဟိုဘက်မှာအခြေအနေကတိတ်မကောင်းဘူးအိမ်ထဲကနေထွက်ရင်လည်းထွက်ထားဖို့တော့လိုတယ်တဲ့နဲ့ဝင်နေတော့တော်ပြီမှာသိတာအခါချောက်တာငလင်ကြောင့်ဒါငလင်ကြီးတဲ့လှုပ်ပြီးတော့မန္တလေးတက်တို့ကြီးလောက်နေဖြစ်ပါတယ်အဲ့ဒါပြန်လုပ်ပြရတယ်ဟိုမိတက်ကားတွေတော့ခုမှလာနေဖြစ်ပါတယ်အခုခါမန္တလေးမြို့ရဲ့နေရာအနှံ့ပြားမှာရှိတဲ့ငလင်ကြောင့်ပျက်စီးမှုတွေကိုတွေးမြင်ရတာပဲဖြစ်ပါတယ်ဒီတစ်ခါလှုပ်ခတ်သွားတဲ့ငလင်ဟာအတော်ကိုပြင်းထန်ပါတယ် Richter scale 9.9ဆိုတာအတော်ကိုများပါတယ်6ကျော်တယ်ဆိုရင်ပြင်းထန်တယ်လို့သတ်မှတ်ပါတယ်အခုဟာကတော့9.9ဆိုတော့အတော်ကိုအလွန်ကိုအင်အားကြီးမားပြင်းထန်တဲ့ငလျင်ပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာအခုလောက်အထိပြင်းထန်တဲ့ငလျင်လှုပ်ခတ်တာမျိုးမကြုံတွေ့ရတာအတော်ကိုကြာပြီပဲဖြစ်ပါတယ်လွန်ခဲ့တဲ့65နှစ်အကြာက1930လောက်တုန်းကတော့ပဲခူးမှာငလျင်လှုပ်ခဲ့ပါသေးတယ်9.3ပဲရှိပါတယ်လွန်ခဲ့တဲ့1912ခုနှစ်တုန်းကမေမြို့မှာ
ခွန်.4 Richter scale ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း113နှစ်ကြာခဲ့ပြီပဲဖြစ်ပါတယ်အခုလောက်အထိပြင်းထန်တာကတော့အခု2025မှာလှုပ်ခတ်တာပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာအခုတစ်ခါကအဆိုးအပြင်းထန်ဆုံးလားဆိုတဲ့အခါမှာလွန်ခဲ့တဲ့နှစ်ပေါင်း263ခုနှစ်တုန်းကတော့ 8.5 အဆင့်ရှိတဲ့ငလျင်လှုပ်ခဲ့ပူပါတယ်1962ခုနှစ်တုန်းကဖြစ်ပါတယ်နောက်တစ်ခါ1839ခုနှစ်အင်းဝခေတ်တုန်းကလည်း Richter scale 8 အဆင့်ရှိတဲ့ငလျင်လှုပ်ခဲ့ပူပါတယ်နှစ်ပေါင်း150လောက်အတွင်းမှာတော့အခုဟာကအတော်ကိုအပြင်းထန်ဆုံးပဲဖြစ်ပါတယ်ပျက်စီးဆုံးရှုံးမှုတွေကတော့အခုမြင်တွေ့ရတဲ့အတိုင်းပဲအတော်ကိုများပြားဆိုးဝါးလာပါတယ်မန္တလေးမဟာမြတ်မုနိဖရာကြီးရဲ့ကန္နာကူရီတိုက်ပါပြိုကျပျက်စီးခဲ့တယ်လို့ကြားသိရပါတယ်မန္တလေးနန်းမြို့ရိုးလဲပြိုကျပျက်စီးခဲ့တယ်လို့တွေ့ရပါတယ်အခိုင်အမာတိဆောက်ထားကြတဲ့တိုက်တာအဆောက်အဦတွေလည်းလဲပြိုကုန်တာတွေ့ရပါတယ်လူတွေလည်းအတော်ကိုပိတ်မိဒုက္ခရောက်နေကြမှာသိတာပါတယ်ကယ်ဆယ်ရေးအဖွဲ့တွေလည်းအမြန်ဆုံးရောက်ဖို့မျှော်လင့်ဆုတောင်းရတာပါပဲအခုမြင်တွေ့ရတဲ့အတိုင်းပဲစကိုင်းတရားအဟောင်းလဲငလျင်တန်းကြောင့်ပျက်စီးပြိုကျခဲ့ပါတယ်ကိုရီးယားဆိုင်နေမှာဒီထဲမှာထွက်ပြေးနေတာကိုခြေကိုတော်နေမရဘူးလုံးဝအကွဲမလေးထဲမှာတော့ဘယ်လိုနေလဲမသိဘူးပဲမတို့ဆိုင်ကတော့တော်ကိုအချင်းကြီးဆိုးပြီးတော့ရှစ်ဖတ်ပြမဟုတ်လမ်းလိုက်တာအကွဲနဲ့ကိုရီးယားကြောက်အားလက်အားနဲ့ထွက်ပြေးပါတယ်ဆိုမှဘယ်နှောမှပြေးကြမရှိဘူးဘယ်ပြေးလို့ပြေးရမှမသိဘူးဒီကြီးတွေလည်းပြေးမယ်ဘယ်လိုခုံဆင်းရတော့မှလို့ပြေးရမှလို့နဲ့ဟိုဘက်ကြည့်လိုက်တော့တကားအဟောင်းကြီးရပါပြိုကြဒါအတိတ်ကတော့ဘာမှမဖြစ်တော့ဘူးဆိုင်မှာစားနေတဲ့ဧည့်သည်ကြီးလည်းအမှမောက်ပြီးတော့နေရတယ်မန်လေးတခြားနေရာတွေတော့ဘယ်လိုလဲမသိဘူးဒါကြီးကတော့ကျိုးသွားတယ်ဆိုင်မှာဟိုဘက်မှာလည်းဖျားတွေလည်းပြုတ်ကြမြေကြီးတွေဘယ်တော့တော့အပ်သွားလဲမေးရောဟဲ့ရိုင်းကျိုးသွားပြီဟဲ့အခုတစ်ခါငလင်းကြောင့်အကျိုးဆက်ဖြစ်ပေါ်လာတဲ့တစ်ခုပဲဖြစ်ပါတယ်မြစ်သားမြို့နယ်မြေရွာကြီးကျေးရွာမှာမြေအောက်ရေတွေအလိုလျောက်ထွက်လာခဲ့တာပဲဖြစ်ပါတယ်ငလင်းကြောင့်မြေအောက်ရေကြောတွေရွေရှားမှုကြောင့်ဖြစ်ပေါ်လာတာပဲဖြစ်ပါလိမ့်မယ်နေအိမ်တွေရွှေ့ပြောင်းတင်တယ်လူတွေမနေတင်သေးဘူးမြေသားတွေကျိုးပြိုးကြမှာစိတ်ပူစရာအခြေအနေရှိနေပါတယ်ရေကြီးတဲ့နဲ့ရေရှမ်းထွက်အောင်နေပြည်တော်မှာငလင်းကြောင့်ပျက်စီးဆုံးရှုံးမှုတွေကိုမြင်တွေ့ရတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်အတော်ကိုပျက်စီးဆုံးရှုံးမှုတွေများပါတယ်
Betrayed someone, split apart with sleeps unheard, dreams now buried deep below, tears of earth beneath the wall, all broken soul and love did fade, tears like rivers through the cascade. Lost in dust and grace, searching shadows for your face. The sky fell silent under ash, memories scattered, torn and smashed, homes erased by nature's cry. Questions linger, asking why what once was soul now feels so bare. Fragile leaves caught unaware. No solace in the shifting sands. Betrayed someone, split apart with sleeps unheard, dreams now buried deep below, tears of earth beneath the wall, all broken soul and love did fade, tears like rivers through the cascade.နေပြီးတော့တပြေကုန်းစီရဲ့ပျက်စီးမှုတွေမြင်ရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။ The sky fell silent under ash, memories scattered, torn and smashed, homes erased by စကိုင်းမှာငလင်ကြောင့်ပျက်စီးဆုံးရှုံးမှုတွေမြင်ရတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။တော့ကိုပြင်းထန်တဲ့ငလင်တစ်ခုဖြစ်သွားခဲ့ပါတယ်။အခုမြင်တွေ့နေရတာတွေကတော့60မြို့မှာငလင်ကြောင့်ပျက်စီးသွားတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။ခုလိုစူးစီးတင်ပြပေးနိုင်တာလဲမြို့တွေမှာရှိတဲ့တူတယောက်ချင်းစီကနေပြီးတော့ဆိုရှယ်မီဒီယာပေါ်ကိုမျှဝေတဲ့အတွက်ကြောင့်ဒါအားလုံးသိမြင်နိုင်အောင်စူးစီးတင်ပြပေးနိုင်တာပဲဖြစ်ပါတယ်။ရိုက်ကူးပေးထားတဲ့သူတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။အားလုံးကို credit ပေးပါတယ်။ငလျင်ကအတော့ကိုပြင်းထန်ခဲ့ပါတယ်။မန္တလေးသမိုင်းဝင်ရွှေစာရန်စေတီတော်ရဲ့ဘုရားထီးတော်ပြိုကျပျက်စီးခဲ့ရပါတယ်။စုံမွန်လတည်ထားခဲ့တဲ့သမိုင်းဝင်စေတီတော်ပဲဖြစ်ပါတယ်။ဒါကတော့အောင်ပန်းမြို့ကဟိုတယ်အောင်ပန်းဖြစ်ပါတယ်။ငါးတက်တိုက်အဆောက်အဦတစ်ခုဖြစ်ပြီးတော့မြို့ရဲ့အဝင်ဝမှာခမ်းနားစွာတည်ရှိနေပါတယ်။အခုခါမှာတော့ပြင်းထန်လာတဲ့ငလင်တန်းကြောင့်
ပြိုကျပျက်စီးသွားပါပြီအပေါ်ဆုံးတစ်ထပ်ပဲကျန်ပါတယ်၄တက်အောက်ဆုံး၄တက်ပြိုကျပျက်စီးသွားပါတယ်အသက်အန္တရာယ်တွေတော်တော်လေးကိုရှိကြမယ်ထင်တယ်ကယ်ဆယ်ရေးအဖွဲ့တွေလည်းမကြာမီလာရောက်ကယ်ဆယ်ကြတယ်လို့သိရပါတယ်အလွန်ကျဉ်းထန်လာတဲ့ငလင်ဟာမြန်မာနိုင်ငံလိုပဲထိုင်းနိုင်ငံမှာလည်းအလားတူလှုပ်ခတ်သွားခဲ့ပါတယ်တပြိုင်နက်တည်းလှုပ်ခတ်သွားတာပဲဖြစ်ပါတယ်ဆောက်လက်စအထက်မြင့်အဆောက်အဦတစ်ခုပြိုကျပျက်စီးသွားတာမြင်ရမှာပဲဖြစ်ပါတယ်မြန်မာအလုပ်သမားအများစုလှုပ်ဆောင်နေကြတာလည်းကြားသိကြပါတယ်ဒီအနေတွေလွတ်ကြပါမလားဘယ်အနေတွေအတော်များများရှိနေယူဆရပါတယ်အားလုံးအနေနဲ့ကင်းကြပါစေလို့မျှော်လင့်ဆုတောင်းရပါတယ်လှုပ်ဆောင်နေတဲ့ဝန်ထမ်းအလုပ်သမားတွေအနေနဲ့ခုလိုပြိုကျပျက်စီးမှုကြောင့်အသက်အနေတွေတော်တော်လေးကိုစိုးရိမ်နေရပါတယ်ตึกนี้เหรอตึกนี้มันทำไมขึ้นเราจะขึ้นไปดูปะไม่ขึ้นไปเหรอเดี๋ยวมาทำไมมันแกว่งเนี่ยไหนเฮ้ยข้างบนมันแกว่งแล้วเฮ้ยเฮียโอ้ยตัดโอ้ยไอ้เฮียเฮ้ยโอ้ยเย็นแม่โอ้ยเฮียอะไรวะเนี่ยเฮ้ยโดนวิ่งกันชิบหายเลยเฮ้ยထိုင်းနိုင်ငံရဲ့မိုးမျှော်တိုက်တွေမှာငလင်ကြောင့်ဖြစ်ပေါ်လာတဲ့မြင်ကွင်းတွေကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ် Infinity Pool ကနေပြီးတော့ရှမ်းကြလာတဲ့ရေတွေကလည်းခုတွေ့ရတဲ့အတိုင်းပဲဒေါ်လေးကိုဒုက္ခများစီမှာပါအဆောက်အဦတွေလည်းကျိုးပေပျက်စီးတာတွေကျိုးကြတာတွေတွေ့ရပါတယ်ဓာတ်တိုင်လမ်းမီးတိုင်တွေလည်းအကုန်လှုပ်ရမ်းSkywalk တွေလည်းတော်တော်လေးကိုပျက်စီးသွားကြတာတွေ့ရပါတယ်မျိုးစုံပဲပေါ့ The chains somewhere split apart with sleeps unheard, dreams now buried deep below, tears of earth beneath the wall, all broken soul and love did fade, tears like rivers through the cascade. Lost in dust and grace, searching
nature's cry. Questions linger, asking why what once was so now feels so bare. Fragile leaves caught unaware. No solace in the shifting sands. ကဲအားလုံးပဲအခုဆိုရင် Travelo Sophie YouTube channel ကနေပြီးတော့ငလင်ညောင်းဖြစ်ပေါ်ခံစားကြရတဲ့ပျက်စီးမှုတွေအစရှိသဖြင့်ကိုဗီဒီယိုမှတ်တမ်းတွေဓာတ်ပုံမှတ်တမ်းတွေနဲ့စူးစီးတင်ပြလုပ်ပြီးပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကျန်းမာချမ်းသာကြပါစေဘေးရန်တွေကင်းရှင်းကြပါစေကျန်းမာရေးကိုအားလုံးဆောင်ရှောက်ကြပါအနေရကင်းပြီးရှင်အောင်ဂရုစိုက်ကြပါနားဆင်ကြည့်ရှုပေးတာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတစ်ခုမှာပြန်လည်ဆုံတွေ့ကြပါမယ်